အမျိုးသမီးတအိုးသည်အစိတ်ရှိဘပင့်ကူမတကောင်ဖားဖြူထီးတကောင်နှင့်မွေးတကောင်ကိုထမ်းစီးပြီးမြေအိုးတစ်လုံးထဲတွင်အတူတူထဲ့ကာအိုးဝကိုလုံအောင်ပိတ်ထားလိုက်သည်မတူညီသောတတ္တဝါသုံးမျိုးမျိုးဆက်နိုင်ခြင်းရှိမရှိကိုသူမကတတ်သိပြလိုခြင်းဖြစ်သည်အစပိုင်းတွင်၎င်းတို့အချင်းချင်းတုံ့ပြန်မှုရှိမည်မဟုတ်ဟုသူမထင်ခဲ့တော်လေမကြာမီမှာပင်မြေအိုးမှာပြင်းထန်စွာတုန်ခါလာတော့သည်တုန်ခါမှုရသွားပြီးနောက်သူမအိုးကိုဖွင့်ကြည့်လိုက်သောအခါမူလတတ္တဝါသုံးမျိုးစလုံးပျောက်ကွယ်သွားပြီးထူးဆန်းသောတတ္တဝါအတစ်တကောင်ထစ်တီလာသည်ကိုတွေ့လိုက်ရ၏သူမသည်ဝမ်းနာအားရဖြင့်မိမိ၏သွေးကိုထိုတတ္တဝါဘော်သို့အဆက်ချလိုက်သည်၎င်းမှာစမ်းသပ်မှုတတ်မဟုတ်ပဲသူမ၏နှလုံးသားနှင့်ချိတ်ဆက်နိုင်မိထူးခြားသောတက်ရှိတစ်ခုကိုဖန်တီးလိုခြင်းဖြစ်သည်ရှေးအောင်အစဉ်အလာအရအစွမ်းအထက်ဆုံးအစိတ်ကောင်ဂူးအင်းဆက်များသည်တခင်၏စိတ်အာယုံကိုနားလည်နိုင်သည်ဟုဆိုကြရာသူမကမိမိ၏သွေးစဉ်အမိန်ပေးစေခိုင်းနိုင်ရန်စ조사ခဲ့ခြင်း